နတ်ဖျားတွေနဲ့မိစ္ဆာတွေစစ်ပွဲစတင်ချိန်မှာလူသားတွေဟာနေရုပ်တွေဖြစ်လာခဲ့ကြတဲ့အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ဟာမထင်မှတ်ပဲနိုင်ငံတော်ရဲ့အထူးလေးထားစောင့်ရှောက်ရမယ့်သူဖြစ်လာခဲ့တယ်။ဒါကြောင့်နိုင်ငံအသီးသီးကကျွန်တော်ကိုလှုပ်ကြံဖို့လူသက်သမားတွေစေလွှတ်ခဲ့ကြတယ်။ဒီသတင်းကိုကြားလာတဲ့နဂါးနိုင်ငံကကျွန်တော်ကိုကာကွယ်ဖို့အထူးတပ်ဖွဲ့တွေကိုချက်ချင်းစေလွှတ်ပေးခဲ့တယ်။အကြောင်းရင်းကတော့ကျွန်တော်ဟာအနီရောင်ဆင့်ရှိတဲ့နတ်ဖျားတစ်ပါးကိုမတော်တဆနှိုးထားစေခဲ့လို့ပါပဲ။နတ်ဖျားတွေရဲ့အရေးသွေးကိုအနှိမ့်ကနေအမြင့်အထိအစိမ်းအပြခိုင်ရန်ရွှေရောင်နဲ့အနီရောင်ဆိုပြီးအစင်စင်သတ်မှတ်ထားတဲ့တကဘာလုံးအတိုင်းအတာနဲ့တောင်အနီရောင်နတ်ဖျားကနှစ်ပါးပဲရှိတာပါဒါပေမဲ့တလက်နောက်ကျသွားခဲ့တဲ့ရှာနိုင်ငံမှာနှစ်ပေါင်းများစွာပုံအောင်နေတဲ့စကူရနိုင်ငံရဲ့မိစ္ဆာနတ်ဖျားကကျွန်တော်ကိုနတ်ဖျားကွင်းပြင်စင်ခုံပွဲတိုက်ရိုက်ဆင်နွှဲလာခဲ့တဲ့ဒီနေ့ဟာကျောင်းရဲ့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့နတ်ဖျားနှိုးထခြင်းနေ့ဖြစ်တဲ့အသက်16နှစ်ပြည့်ပြီးသူတိုင်းနှိုးထခြင်းအခန့်အနာကိုပြုလုပ်ကြရတဲ့ဖန်ဆင်းခြင်းတကားထဲမှာမျိုးနွယ်စုပေါင်းများစွာရှိနေကြတဲ့နှိုးထခြင်းအောင်မြင်ဖို့ဆိုရင်သူတို့ရဲ့နတ်ဖျားနာမည်နဲ့ဒဏ္ဍာရီတွေကိုပြောပြနိုင်ရမယ်ဖော်ပြချက်ကပိုပြီးအသေးစိတ်လေးနှိုးထမှုအောင်မြင်နိုင်ခြေကပိုမြင့်မားလေးပဲအောင်မြင်စွာနှိုးထနိုင်သူတွေဟာနိုင်ငံကိုစားပြုပြီးနတ်ဖျားကွင်းပြင်တိုက်ပွဲမှာပါဝင်ကြရမှာဖြစ်တယ်အဲ့ဒီအချိန်မှာလူငယ်တယောက်ဟာကြောက်ရွံ့ရှိကိုရောက်လာပြီးတိုးတိုးလေးရွတ်ဆိုလိုက်တဲ့တောင်တွေကိုဆွဲနှုတ်နိုင်တဲ့ခွန်အားကဘာကြီးကိုလွှမ်းမိုးနိုင်တဲ့စိတ်သက်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးစကြဝဠာကိုတည်ငြိမ်စေခဲ့တဲ့မျိုးဆက်သစ်ရှောင်ယူကနတ်စစ်သူကြီးကြီးလင်းကြွရောက်လာဖို့တောင်းဆိုပါတယ်မူလကမိခိုးရောင်ဖြစ်နေတဲ့ကြောက်ရွံ့ဟာတဖြည်းဖြည်းအယောင်ပြောင်းလာတဲ့အဲ့ဒီနောက်မှာတော့ခရမ်းရောင်အလင်းနဲ့တစ်ခုအဖြစ်ပြောင်းလဲသွားပြီးရှောင်ယူရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားခဲ့တဲ့အကြောင်းအုတ်ကြီးနဲ့လူကြီးတွေဟာဝမ်းသာအားရဖြစ်သွားကြတဲ့ကျောင်းအုပ်ရဲ့တားပြီးတပါပေးတဲ့အခရမ်းရောင်အဆင့်ရှိတဲ့နတ်ဖျားကိုတောင်နှိုးထစေနိုင်ခဲ့တယ်လေဘေးနားမှာကြည့်နေတဲ့ကျွန်တော်ကတော့အော်ရမိသွားတဲ့နတ်ဖျားတစ်ပါးကိုနှိုးထစေဖို့ကဒီလောက်တောင်ခက်ခဲလိမ့်မယ်လို့ထင်ထားတာတကယ်တော့ဒဏ္ဍာရီထဲကပုံကိုယ်တွေရဲ့အကြောင်းအရာကိုဖော်ပြရုံပဲကိုရှေးဟောင်းတရုတ်နတ်ဖျားတွေအကြောင်းရင်းနှီးပြီးသားဖြစ်တဲ့ကျွန်တော်အတွက်တော့ဒါကအင်မတန်လွယ်ကူလုံးပါတယ်နောက်ထပ်ကျောင်းသားတစ်ယောက်ကစင်ပေါ်တက်လာပြန်တဲ့နတ်ဖျားကြောက်ရွံ့ဟာအမျိုးမျိုးပြောင်းလဲပြီးနောက်မှာတော့ရက်တန့်သွားတဲ့မြောက်ပုံစံကြောက်ရွံ့ကိုမြင်လိုက်ရတဲ့အခါတကွင်းလုံးရုပ်ရုပ်တဲတဲဖြစ်သွားကြတယ်ဒါဟာဒဏ္ဍာရီလာနတ်ဖျားကောင်းကင်ပုံနဲ့အပြိုင်မြောက်မင်းစုံဦးခုံးမဲ့အ ਨੇ ဆုံးတော့ရွှေရောင်အဆင့်ရှိရမယ်ဟန်ဝူကတော့ကံကောင်းပြီးနာမည်ကြီးတော့မှာပဲဒါပေမဲ့ကျွန်တော်အဲ့ဒီကြောက်ရွံ့ကိုကြည့်လိုက်တဲ့အခါတခုခုမှားနေတာကိုသတိထားမိလိုက်တယ်ကြောက်ရွံ့ဟာကြောက်မက်ဖွယ်မျက်နှာရှိပြီးတန်ကြိုးတွေနဲ့ချီနှောင်ခံထားရယုံတင်မကပဲရေငွေ့တွေလည်းထွက်နေတယ်အနောက်ဘက်သို့ခရီးစဉ်ကိုဖတ်ဖူးသူတိုင်းစုံဦးခုံးဟာရေထဲမှာတိုက်ခိုက်ရတာမကျွမ်းကျင်ဘူးဆိုတာသိကြတယ်လူတိုင်းရဲ့အားကြမနာလိုဖြစ်နေတဲ့အကြည့်တွေကြားမှာဟန်ဝူလို့ခေါ်တဲ့လူငယ်ကစကားပြောလိုက်တဲ့ကောင်းကင်အလဲကဝိညာဉ်မြောက်မင်းသားထဲမှာဝတ်ထားတဲ့ပင်လယ်ထိန်တုံနဲ့နတ်ဆိုးလောကညီကိုတွေနဲ့အတူဆရာတပည့်၄ဦးဖျားလင်းနဲ့တွေ့ဆုံခဲ့တဲ့မျိုးဆက်တစ်ဟန်ဝူကကောင်းကင်ဘုံနဲ့အပြိုင်မျှတောက်မင်းစုံဦးခုံးကိုကြိုဆိုပါတယ်သူပြောပြီးတာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်လူတိုင်းကအံ့ဖွယ်အမှုဖြစ်လာဖို့စောင့်ဆိုင်နေကြတယ်ဒါပေမဲ့ခဏအကြာမှာတော့ဟန်ဝူရဲ့ခန္ဓာကိုယ်ဟာရုတ်တရက်ပေါက်ကွဲသွားခဲ့တယ်တွင်းညော်နှံ့တွေနဲ့အတူမြောက်ကျောက်ရုပ်ရဲ့ပါးစပ်ထဲကိုဝင်သွားတယ်လူအုပ်ကြီးဟာအံ့အားသင့်ပြီးအော်ဟစ်လိုက်ကြတယ်ဒါဘလို့ဖြစ်နိုင်မှာလဲဒါကမြောက်မင်းစုံဦးခုံးမဟုတ်ဘူးလားကျောင်းအုပ်ကြီးကတာဝန်ရှိသူကိုအလောတကြီးအော်ပြောလိုက်တယ်မျိုးသားကြီးကိုဒီအကြောင်းချက်ချင်းအကြကောင်းကြလိုက်ပါပြီးတော့ဒီနက်ဖျားကြောက်ရွံ့ကိုလည်းတေချာစောင့်ကြည့်ထားပါဒီတစ်ခုကိုအလွတ်မပေးပါနဲ့တခြားသူတွေကသူ့ရဲ့နာမည်အမှန်ကိုခေါ်နိုင်မလားဆိုတာကြည့်ရမယ်တိတ်မကြခင်ပါပဲမျိုးသားကြီးလီမူပိုင်ဟာကြောက်ရွံ့ရှိကိုရောက်လာတယ်ကြည့်လိုက်ရုံနဲ့တင်သူမျက်မှောင်ကျုပ်သွားတယ်တိတာတာကတော့သူ့ရဲ့အတွေ့အကြုံနဲ့တောင်ဒီနက်ဖျားရဲ့ဇက်မြစ်ကိုမသိနိုင်ခဲ့ဘူးလူတိုင်းဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာကျွန်တော်ရုတ်တရက်မတ်တက်ရက်လိုက်တဲ့မျိုးသားကြီးကျွန်တော်စမ်းကြည့်ပါရစေလူတိုင်းရဲ့စိုးရိမ်တကြီးကြည့်နေတဲ့အကြည့်တွေအောက်မှာကျွန်တော်ဖန်ဆင်းခြင်းတကားတဲကိုဝင်လိုက်တယ်ဒါပေမဲ့ကျွန်တော်မြောက်ကျောက်ရုပ်စီကိုတိုက်ရိုက်မသွားခဲ့ဘူးအဲ့ဒီအစာကြေးရုပ်တုတစ်ခုရှိမှစိတ်ဝင်တစားနဲ့ရက်လိုက်တယ်ဒီကြေးရုပ်တုကတော့သူ့မှာအတောင်ပံနှစ်စုံရှိပေမဲ့ခြေထောက်ကတော့၃ချောင်းရှိပါတယ်လက်ထဲမှာတော့ကြမ်းလိပ်တစ်ခုကိုကင်ဆောင်ထားပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တကူလုံးရင်ခုန်စိတ်လှုပ်ရှားလုံးလို့တုံရင်သွားခဲ့ပါတယ်ကျွန်တော်ကတော့အင်ဂျီအနာသက်တွေကိုတေးတေးတက်တက်ပြုပြင်လိုက်ပြီးရှေ့ကရုပ်တုစီကိုရိုးရိုးတေးတေးဥညွှတ်လိုက်ပါတယ်နောက်ထပ်မျိုးဆက်တစ်ဝမ်ကြောက်လိကနတ်ဖုန်နန်းရဲ့အရှင်သခင်ဖြစ်တယ်လို့မိစ္ဆာတထောင်တို့ရဲ့ဘရင်လည်းဖြစ်တဲ့တီကျွင်းကြွမြန်းလာဖို့ဂါရဝပြုကြိုးဆိုပါတယ်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါတကွင်းလုံးရုပ်ရုပ်တဲတဲဖြစ်သွားကြပါတယ်။နတ်ဖုန်နန်းရဲ့အရှင်သခင်ဆိုတာကြောက်စိမ့်နဲ့မင်းကြီးမဟုတ်ဘူးလားတီကျွင်းဆိုတာကဘသူလဲသူများလျှောက်ပြောနေတာမဟုတ်ပါဘူးနော်လို့တယောက်ကမေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရုပ်တုဘော်ကမွဲ66အယောင်တွေဟာပျောက်ကွယ်သွားပြီးသူ့ရဲ့မူလရုပ်တွင်ပေါ်ထွက်လာပါတယ်။ဒီခေတ်ကြီးမှာကျွန်တော်ရဲ့နာမည်အစစ်အမှန်ကိုမှတ်မိနေသေးတဲ့သူရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူးလို့ရုပ်တုရဲ့နှက်ခမ်းစီကနေတက်ပြင်းချတန်တစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီနောက်မှာတော့ကောင်းကင်အထိထိုးတက်သွားတဲ့အနီရောင်လင်းနှန်းဟာကျွန်တော်ခန္ဓာကိုယ်ထဲကိုစီးဝင်သွားပြီးဖန်ဆင်းခြင်းတကားဝကတီကျွင်းရဲ့ပုံရိပ်ဟာလည်းပျောက်ကွယ်သွားပါတယ်။အဲ့ဒီအချိန်မှာចောင်းသားတွေနဲ့ဆရာတွေတင်မဟုတ်ပဲမျိုးစားမင်းမှုပိုင်တော်မှသူ့ရဲ့ထိုင်ကုန်ကနေထိတ်လန့်တကြားထွက်လိုက်မိပါတယ်။လက်ရှိသိရှိထားရသလောက်နတ်ဖျားအဆင့်လက်နတ်တွေမှာအစိမ်းအပြခရမ်းအဝါနဲ့အနီဆိုပြီးအဆင့်၅ဆင့်ရှိပါတယ်။အစိမ်းရောင်ကအနိမ့်ဆုံးဖြစ်ပြီးအနီရောင်ကတော့အမြင့်ဆုံးဖြစ်ပါတယ်။အခုအချိန်ထိတော့ဆာကူရာအင်ပါယာကလွဲလို့ကျန်တဲ့ဘယ်နိုင်ငံမှာမှအနီရောင်အဆင့်ရှိတဲ့နတ်ဖျားလက်နက်မပေါ်ထွက်ခဲ့ဘူးပါဘူး။ဒါပေမဲ့အခုတော့ပေါ်လာခဲ့ပါပြီ။ဟွာရှစ်အင်ပါယာရဲ့နတ်ဖျားတစ်တောင်းနန်းဆောင်ထဲမှာတော့လင်းလက်နေတဲ့မိအိမ်တစ်ခုနဲ့ရုပ်တုတစ်ခုဟာဖြည်းဖြည်းချင်းပေါ်ထွက်လာပါတယ်။ဒါဟာအမြင့်ဆုံးတန်းမှာတဦးတည်းတည်တဲ့နေရာယူထားတာပါ။နတ်ဖျားတစ်တောင်းနန်းဆောင်ကိုစောင့်ကြပ်နေတဲ့စစ်သားတွေဟာလည်းဒါကိုမြင်လိုက်ရတဲ့အခါအံ့အားသင့်ပြီးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်။သူဟာနှောင့်နှေးမနေပဲဒီသတင်းကိုဟွာရှစ်အာနာပိုင်တွေစီချက်ချင်းပေးပို့လိုက်ပါတယ်။ဌာနချုပ်ထဲမှာတော့ဟွာရှစ်အင်ပါယာရဲ့အဆင့်မြင့်ဆုံးစစ်တေနာပတိချုပ်လူရှန်ဟီဟာဝမ်တာလွန်
လို့မျက်ရည်တွေကျလာပါတယ်ဒါဟာဘာကိုဆိုလိုတလဲဆိုတာကိုသူဟာတခြားသူတွေထပ်ပိုပြီးသိနေတာကြောင့်ပါကောင်းကင်ဘုံကငါတို့ရဲ့ဟွာရှိကိုစောင့်မကြည့်ရှုနေပြီးနောက်မှာငါတို့တွေကြောက်ရွံ့ပြီးနေထိုင်စရာမလိုတော့ဘူးငါတို့တွေဟာရန်သူအလုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တော့မယ်လို့သူကပြောလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူဟာဗိုလ်ချုပ်ကြီးလုံကျန့်ရဲ့ကိုကိုယ်တိုင်ဦးစီးပြီးကာကွယ်ဆောက်ရှောက်ဖို့အမိန့်ထုတ်လိုက်ပါတယ်။နတ်ဖျားလက်နက်ကိုနိုးထစေခဲ့တဲ့ဒီလူငယ်လေးကိုဘလို့နီးနဲ့မဆိုအကာအကွယ်ပေးရမှာဖြစ်ပါတယ်။ဟွာရှစ်အင်ပါယာရဲ့အဆင့်မြင့်အရာရှိတွေတင်မကပဲဟွာရှစ်ထဲမှာပုံအောင်နေတဲ့သူရှို့အများပြားဟာလည်းဒီကိစ္စကြောင့်အလွန်မင်းတုံလုံးချောက်ချသွားကြပါတယ်။